ကျမအသက်ရှင်နေရတာပင်ပန်းလိုက်တာအကိုရဲ့ကို့ကိုချစ်လာပါတယ်လို့ထင်နေတဲ့လူစီကအမှန်တကယ်မချစ်ကြောင်းသိရတဲ့အခါဖြစ်ပေါ်ရတဲ့ကြေကွဲမှုဖြစ်စဉ်ဟာဘယ်လောက်ဆိုးဝါးသလဲအကိုသိလားအကိုနဲ့ကျမအလောက်ခွင်မှာတွေ့ပြီးချစ်သူရေးစားတွေဖြစ်ခဲ့ကြတယ်ချစ်သူဖြစ်ရတာဟာလေကျမကအကိုကိုသဘောကျနေသည်မို့အကိုသတိထားမိအောင်နေရင်းကနေအကိုဘက်ကဖွင့်ပြောခဲ့ခြင်းပါတနည်းအားဖြင့်ပြောရရင်ဒီဆက်ဆံရေးမှာကျမဟာဥစွာသဘောကျမိသူဖြစ်ပြီးပိုချစ်ရသူလည်းဖြစ်ပေလိမ့်မယ်လူကြီးလူကောင်းဆန်ပြီးအနေအေးတဲ့အကိုဟာစတွေ့ကလေးကကျမမျက်လုံးထဲမှာသဘောကျဖွယ်အတီးအကိုမိသားစုအကိုရဲ့နောက်ကြောင်ဘာတစ်ခုမှကျမတည်တည်ချာချာမသိရပဲအကိုလက်ကိုတွဲရဲတဲ့အထိထိုလူသားလေးကိုကျမကချစ်နေရတာလေအကိုကလည်းကျမကိုချစ်ပါတယ်ကျမအသုံးပြုဖို့အတွက်ရေမွေးနှက်ခမ်းနီအဝိစားကစားလို့ခေါင်းစည်းကလေးတေးသေးလေးတွေအထိအကိုကအမြဲတမ်းဂရုတစိုက်နဲ့ကျမကိုဝယ်ပေးလေးရှိတယ်ကျမရဲ့သပင်အရှည်လေးကိုသူချစ်တယ်မြန်မာဝတ်စုံလေးနဲ့ကျမကိုပို၍သူနှစ်သက်ပါတယ်ကျမကလည်းအကိုကိုချစ်နေရသူမို့အကိုစိတ်တိုင်းကြနေပေးရခြင်းကိုကျမတကယ်ပင်ပျော်ရွှင်ခဲ့ပါတယ်အကိုထံကချစ်စရာလေးဆိုတဲ့ချီးကျူးစကားကိုလက်ခံရဖို့ကျမမြည်သည့်အရာကိုမဆိုပြောင်းလဲရန်ဆန္ဒရှိနေခဲ့တဲ့သူပါကျမကအကိုအပေါ်ချစ်တယ်လေးစားပြီးယိုသေးတယ်အကိုကလည်းအနေအေးသူမို့ကျမအပေါ်အလိုမကျတဲ့အရာတွေရှိနေရင်တောင်လေးတန်းချိုချိုအေးအေးဖြင့်သာကျမကိုဆုံးမလေးရှိတယ်ကျမတို့ဆက်ဆံရေးမှာရံပွဲဟူသည်အမှန်တကယ်မရှိသလောက်နဲပါတယ်အကိုနဲ့ကျမချစ်သူတန်တစ်နှစ်အပြည့်မှာအကိုဟာကျမကိုလက်ထပ်ခွင့်တောင်းခဲ့တယ်ကျမပြောပါတယ်အမှန်တကယ်ကိုယူမတန့်ပြောခဲ့ရပါတယ်အကိုကကျမကိုတန်ဖိုးထားလို့လားတဘဝလုံးစာအထိရည်ရွယ်ခဲ့လို့လားတွေးရင်ကြီးနူးပျော်ရွှင်လို့မဆုံးပေါ့အကိုနဲ့ကျမလက်ထပ်ပြီးတော့နှစ်ယောက်တည်းအိမ်ခွဲနေပြကြတယ်ထိုအချိန်ထိချစ်သူရီစာဘွားကလိုပဲအကိုကအတီးအဖွဲအသုံးဆောင်ပစ္စည်းလေးတွေကအစားကျမကိုဝယ်ပေးတတ်တုံဖြစ်တယ်အကိုကကျမသပင်ရှည်တွေကိုလက်အပြေးဖြင့်ယူပြီးနမ်းရှိုက်တဲ့အခါကျမဟာကဘာတစ်ခုလုံးကိုအပိုင်စားရလိုက်တယ်လို့ပျော်ရွှင်ခဲ့ရပါတယ်အကူကကျမကိုချစ်ပါတယ်တယူတရားလည်းရှိရှာပါတယ်ထိုနေ့ကအိမ်ထောင်တက်တန်း6လပြည့်ဖြစ်တယ်ညပိုင်းမှာအကိုနဲ့အတူအပြင်သွားရမှာမို့ကျမစိတ်ထဲမှာနှစ်ဆပို၍ပျော်ရွှင်နေမိတယ်အကိုကြိုက်တတ်တဲ့နှကန်းဒီအယောင်လေးကိုရွေးပြီးကျမဆိုးလိုက်တယ်အကိုဝယ်ပေးထားတဲ့ချယ်ရီရနက်ရေမွေလေးကိုဆွတ်လိုက်တယ်စပင်လေးကိုလည်းအကိုတဘောကြဖဲပြားလေးဖြင့်ခက်မြင့်မြင့်လေးစီးလိုက်တယ်အားလုံးပြင်ဆင်ပြီးချိန်မှာအကိုအလုတ်ကပြန်ရောက်လာပြီးရေချိုးခမ်းမဝင်ခင်ကျမကိုပေးသွားတဲ့အနမ်းဟာအကိုစီကနောက်ဆုံးရတဲ့နှွေးထွေးမှုဆိုတာကိုတော့ကျမကြိုမသိခဲ့ပါအကိုရေချိုးပြီးဝစ်စင်ရန်အတွက်ကျမနဲ့အယောင်ခက်ဆင်သူတဲ့အဝိစားလေးကိုရွေးထုတ်ပေးလိုက်တယ်အဲ့ဒီနောက်စပွဲပေါ်မှာဖက်လက်စားစားအုပ်တွေကိုစနေတကျပြန်စီလိုက်တယ်စိတ်ကပျော်နေသည်မို့လူကပြာနေသလားမပြောတတ်ပါဘူးသူဟာသူနေနေတဲ့အလှပန်းအိုးကိုကျမလက်ဖြင့်တိုက်ချလိုက်မိတယ်ကွဲသွားသည့်အရာမှာပန်းအိုးမဟုတ်ပဲကျမရဲ့နှလုံးသားတစ်စုံဖြစ်ကြောင်းခဏအကြာမှပဲကျမသိခဲ့ရတယ်ပန်းအိုးလဲပြီးရေဆိုနေတဲ့စပွဲကိုတုပ်နေချိန်အကူဖုံးလေးထံရေတွေစီးကုန်လို့ကျမအမြန်ခောက်ယူလိုက်ပြီးရေတွေတုပ်ရန်ဖုံးကာပါကိုချွတ်လိုက်မိတယ်ထိုအချိန်မှာပဲအကူဖုံးကာပါကြားကစပင်အရှိကိုဖဲပြားဖြင့်ခက်မြင့်မြင့်လေးစီးထားတဲ့မြန်မာဝတ်စုံလေးနဲ့အမျိုးသမီးတစ်ယောက်ပုံဟာခက်ပြုံးပြုံးအနေအထားဖြင့်ထွက်ကျလာခဲ့တယ်တေးကြတာဟာကျမမဟုတ်ပါ
ထိုအမျိုးသမီးဟာကျမမဟုတ်ခဲ့ပါဘူးအဲ့ဒီတခဏအတွင်းမှာဘဝဟာအစိတ်စိတ်အမော်မော်ဖြစ်သွားခဲ့ရတယ်အကိုရေချိုးပြီးထွက်လာတော့အယုတ်ကျိုးပြက်အနေအထားဖြင့်ထိုအမျိုးသမီးဟာဘယ်သူလဲလို့ကျမမရဲတရဲမေးကြည့်ခဲ့တယ်အကိုဟာအဖြေတစွန်းတစားမှမပေးပဲလက်ထဲကပုံကိုအတင်းလူယူလိုက်တယ်တပ်ပုံတပုံကိုအဲ့ဒီလောက်ထိအထိမခံဖြစ်နေတဲ့အကိုကိုကြည့်၍ကျမရင်နာနာနဲ့ရည်ကျင်သွားတယ်အဲ့ဒါကြောင့်ပဲစိတ်ဆန္ဒအလျောက်ထိုတပ်ပုံကိုကျမစုပ်ဖြည့်ပြလိုက်တယ်အဲ့ဒီအချိန်မှာပဲဘယ်ဘက်ပါဟာပူကနေအတိအတွေ့ကိုကျမခံစားလိုက်ရတယ်အမြဲတမ်းအနီးအေးတဲ့အကိုခက်ကြိုကြိုစကားတွေပဲဆိုရတဲ့အကိုဟာဓာတ်ပုံတစ်ပုံကြောင့်ကျမကိုလက်ပါပါတယ်တဲ့လေကျမပါကိုရိုက်ပြပါတယ်ပါရိုက်ခံလိုက်ရတဲ့ဝေဒနာပင်တက်တာချင်းမရသေးဘူးရင်ဘက်ကိုဓာတ်ဖြင့်စိုက်တယ်လို့ဓာတ်သွားထက်ချွင်ထက်တဲ့စကားတွေနဲ့အကိုကကျမကိုထိုးနှက်ပြန်နေထိုအမျိုးသမီးလေးဟာသူ့ရီးစားဟောင်းဖြစ်ကြောင်းသူ့ကိုယနေ့အထိမိမရနိုင်ကြောင်းကျမဟာသူနဲ့ခက်ဆင်ဆင်တူတာမို့ကျမကိုရွေးချယ်ခဲ့ကြောင်းမတူတဲ့အရာများကိုလည်းအကိုကသူအောင်ပြုပြင်ပေးခဲ့တာဖြစ်ကြောင်းအဆိုးဆုံးကဘာလဲသိလားရေမွေးတွေနှကန်းတွေကအစားသူသုံးခဲ့တဲ့တစိမ့်တွေပါတဲ့အကိုကလေအဲ့ဒီစကားတွေအားလုံးကိုတွေ့ဝေခြင်းမရှိပဲကျမကိုပြောပြနေတာဒေါသတွေထွက်ပြီးကျမကိုရန်ထောင်နေတာလိန်လက်စားနဲ့ဆက်လိန်ထားလိုက်ပါတော့လားအကိုရဲ့တပ်ပုံတပုံစုပ်ပြဲမိတဲ့အပြစ်ဒဏ်ဟာကျမအတွက်အဲ့လောက်ကြီးမားသွားရလေလားအကိုကဆက်ပြီးဒေါသတကြီးနဲ့ကျမကိုကင်လှုပ်ပြီးရန်ထောင်နေသေးပါပဲကျမမှာတော့မျက်ရည်တွေကြောင့်အမြင်တွေဝေဝါးလာလိုက်တာများအကိုရဲ့ချီရတဲ့အကိုမျက်နှာလေးကိုတောင်ကျမတေချာမမြင်နိုင်တော့ပါဘူးနှစ်သက်ခဲ့ဘူးတဲ့အတန်တွေဟာလေနားထဲမှာကြားတစ်ချက်မကြားတစ်ချက်ဒါဟာနောက်ဆုံးအသည့်တွေပါပဲကျမတတိပြန်ရလာတော့ကျမဟာဆေးရုံပေါ်မှာအနားကိုဝိဝဲကြည့်လိုက်တော့မျက်နှိုးရတဲ့အကိုမျက်နှာလေးရှိမနေတာကြောင့်ကြုံတွေ့ခဲ့ရတဲ့အရာတွေဟာအိမ်မက်မဟုတ်ကြောင်းကျမသိလိုက်ရတယ်ကျမဘာလို့ရမလဲယင်အကိုကကျမကိုဘယ်တော့မှမချစ်ခဲ့တာလားအစားထိုးခြင်းယုံတက်နဲ့နှလုံးသားတစ်ခုကိုချနီးရက်တဲ့အထိအကိုတကယ်ပဲရက်ဆက်တက်တာလားယင်ကျမမယုံနိုင်လိုက်တာအကိုရဲ့ယုံချင်စရာမကောင်းလိုက်တာကျမကထိုမျိုးသမီးလေးထဲဘာဒီများနှိမ့်ချနေမိပါလေလို့တွေးမိဘလောက်တိမ်ငယ်ရလဲအကိုသိလားကျမကလေနှင်းနဲ့ချီပြီးအနားမှာရှိနေတဲ့လူဟာကို့တကယ်ချစ်မချစ်တောင်မသိခဲ့တဲ့ခက်ညံ့ညံ့မိန်းမတယောက်ပဲနော်ရင်နေပူလိုက်တာအကိုရဲ့ရင်ဘက်တွေလည်းအောင်နေအကိုမျက်နှာလေးကိုလည်းတစ်ခေါက်လောက်ဖြစ်ဖြစ်ကြည်သွားခြင်းသေးတယ်အကိုကိုကျမသိချစ်တယ်နော်အခုထိလည်းချစ်နေတယ်ဆိုတာအကိုကိုသိစေချင်လိုက်တာအကိုရဲ့ဒါပေမဲ့ကျမအသက်ရှင်နေရတာပင်ပန်းလိုက်တာအကိုရဲ့ဒီလောကမှာလေနှလုံးသားလေးကြာကွဲသွားလို့တည်ဆုံးသွားရတဲ့ဖြစ်စဉ်ဟာတကယ်ရှိလာတော့မယ်ထင်ပါရဲ့အကိုရဲ့